ဒါပြင်လောပြင်တဘာဝတရားကြီးထဲမှာရှိတာဖြစ်ပါတယ်ကျွန်တော်တို့စိတ်ကူးရင်စံနဲ့ရုပ်ရှင်ဇာတ်ကားတွေတဲ့လို့စူပါဟီးရိုးတကောင်မဟုတ်ပါဘူးခင်ဗျာဒီနေ့မှာတော့ရေပေါ်မှာပြေးနိုင်တဲ့ကဘာပေါ်ကတက်ရှိတစ်မျိုးဖြစ်တဲ့ Basilisk laser အကြောင်းပြောပြမှာဖြစ်ပါတယ်ခင်ဗျာဒီ Basilisk အိမ်မြောင်တွေကသူတို့နာမည်ပြောင်းနေတဲ့ကျွန်တော်တို့လူသားတွေကဘယ်လိုခေါ်လဲဆိုတော့ Jesus Christ laser လို့လည်းခေါ်ပါတယ်ဒီထူးခြားတဲ့တိရစ္ဆာန်လေးတွေကိုမက္ကဆီကိုနိုင်ငံတောင်ပိုင်းဒေသကော့စတာရီကာနဲ့ဟာနာမာတို့လိုမျိုးဒီအမေရိကအလယ်ပိုင်းနဲ့တောင်အမေရိကရဲ့နောက်ပိုင်းဒေသတွေမှာဒီကောင်တွေကိုကျွန်တော်တို့အနေနဲ့ဒီကတွေ့ရှိရလေးရှိပါတယ်ကမ္ဘာပေါ်မှာဒီနေရာတွေမှာပဲဒီတိရစ္ဆာန်လေးတွေကိုကျွန်တော်တို့မြင်တွေ့ရတာဖြစ်ပါတယ်ခင်ဗျာပြီးတော့သူတို့ကတဘာဝထဲမှာဘယ်လိုနေရာမျိုးတွေမှာနေလဲဆိုတော့မြင်းချောင်းအင်းအိုင်တွေနဲ့နီးစပ်တဲ့တစ်ကိုင်းအဖျားတွေပြီးတော့ဒီတစ်တောနဲ့ရေနဲ့ရှိတဲ့နှစ်ခုပေါင်းဆက်ထားတဲ့နေရာဒေသပတ်ဝန်းကျင်မှာပဲဒီတိရစ္ဆာန်လေးတွေကိုမြင်တွေ့ရလေးရှိပါတယ်သူတို့အတွက်အရေးကြီးတာကတော့သူတို့နေ့စဉ်အချိန်တော်တော်များများကိုရေနဲ့ထိနေတဲ့အပင်တွေရဲ့အကိုင်းခတ်တွေပေါ်မှာသူတို့ရဲ့တနေ့တာအချိန်တွေကိုဖြုံးကြတာဖြစ်ပါတယ်ဘာလို့ဒီလိုမျိုးနေလဲဆိုရင်လည်းဒီမှာအကြောင်းများရခိုင်အောင်ရှိပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်စပြောခဲ့လို့ပဲသူ့ရဲ့ ability သူ့ရဲ့ထူးခြားတဲ့စွမ်းအားတစ်ခုကရေထဲမှာမြန်ပြေးနိုင်တာဖြစ်ပါတယ်ဆိုတော့သူကအန်ရတစ်ခုသူနဲ့ထိတ်တိုက်လာကြုံပြီးဆိုတာနဲ့ရေထဲကိုခုန်ဆင်းပြီးတော့ရေပေါ်မှာပြေးနိုင်အောင်စနစ်တကျပြင်ဆင်ထားတာဖြစ်ပါတယ်ကျွန်တော်တို့လူသားတွေကရေထဲကိုဆင်းလိုက်တယ်ဆိုရင်ကျွန်တော်ရေပေါ်မှာပေါ်နေပဲနဲ့ချက်ချင်းရေမြုပ်သွားတယ်ဆိုတာကကျွန်တော်တို့ခန္ဓာကိုယ်ရဲ့အလေးချိန်ရေထုရဲ့ဖိအားမခံနိုင်တဲ့အတွက်ဒီလိုဖြစ်စဉ်ကိုဖြစ်ရတာဖြစ်ပါတယ်ဒါပေမဲ့ဒီအိမ်ညောင်လေးတွေမှာကြတော့မတူပါဘူးဘာလို့လဲဆိုတော့သူတို့မှာဒီအရှိဆုံးဖြစ်နေတဲ့အနောက်ခြေချောင်းလေးတွေမှာကရေကူးတဲ့ဘဲတွေလိုမျိုးဒီလိုအရေပြအပြားကြီးတွေပါရှိဒီလိုမျိုးချက်တောက်ဖွဲ့စည်းပုံကြောင့်သူတို့ကရေပေါ်ကိုခြေချလိုက်တဲ့တစ်ဆက်ကပိုင်းအတွင်းမှာနေဒီအရေပြအပါးလေးတွေကဘေးကိုဖြန့်ချက်သွားပြီးတော့ရေပြင်ကိုပြင်းပြင်းထန်ထန်ရိုက်ခတ်လိုက်တာဖြစ်ပါတယ်ဒီလိုရိုက်ခတ်လိုက်တဲ့အရှိန်ကြောင့် air pocket လို့ခေါ်တဲ့လေးအိတ်တေးသေးလေးတဲ့အိတ်ဖန်တီးလိုက်လို့ဖြစ်ပြီးတော့အိမ်မြောင်ရဲ့အလေးချိန်ကိုရေပေါ်မှာပေါ်နေအောင်ရေအောက်မနစ်သွားအောင်ဒီလေးအိတ်တေးသေးလေးကဖန်တီးပေးရတာဖြစ်ပါတယ်ခင်ဗျာလေးအိတ်ဖန်တီးရုံနဲ့တော့ရေပြင်ပေါ်မှာပြေးနိုင်မှာမဟုတ်ပါဘူးအထူးကတော့ဘယ်လိုပြောရမလဲရေပေါ်မှာပေါ်ထိန်းထားနိုင်တဲ့သူ့ရဲ့ခြေထောက်ဖွဲ့စည်းပုံရဲ့နောက်ဆက်အရေးကြီးတဲ့တစ်ချက်ကတော့ acceleration လို့ခေါ်တဲ့ဒီအရှိန်ကအင်မတန်အရေးကြီးပါတယ်ရေပေါ်မှာပေါ်နိုင်မှုဆိုရင်ဒီအိမ်မြောင်လေးတွေကတစ်စက္ကန့်ကိုခြေလမ်း15လမ်းနဲ့အလန်း20လောက်ထိကိုလမ်းပါတယ်ဆိုတော့ရိုးရိုးတွေးကြည့်မယ်ဆိုရင်ကျွန်တော်တို့လူသားတွေမျက်လုံးတစ်ချက်အခက်မှာနေမယ်ဒီအိမ်မြောင်လေးကခြေလမ်း20ကိုလမ်းပြီးတော့တင်းရှည်ဖြတ်ပြေးသွားမှာဖြစ်ပါတယ်ခင်ဗျာသူ့ရဲ့ခေါင်းနဲ့ကြောကုန်းအမီးမှာပါတဲ့ပုံမှန်အသွင်ပြူနေကြောင့် Canary တဲက Basilisk လို့ခေါ်တဲ့နတ်ဆိုးနဂါးနဲ့သွားတူနေတဲ့အတွက်သူတို့ကိုဒီ Basilisk laser လို့နာမည်ပေးတာလည်းဖြစ်ပါတယ်ခင်ဗျာလာရောက်ပြီးတော့မဲလိုက်တော့မယ်သူတို့လာတိုက်ခိုက်တော့မယ်ဆိုရင်တစ်ပင်ပေါ်ကနေရေထဲကိုတန်းပြီးခုန်ဆင်းလိုက်ပါတယ်ပြီးတော့ပေ60ကျော်အကွာဝေးဒီရေပေါ်မှာဒေါင်လိုက်ပြေးသွားတာဖြစ်ပါတယ်တကယ်လို့ရေပေါ်မှာပြေးအရှိန်လျော့သွားရင်တော့သူတို့ရေအောက်ထဲကိုနစ်သွားမှာဖြစ်ပါတယ်ဒီအရှိန်လျော့သွားတဲ့ခါမှာရေနစ်သွားမှာဖြစ်ပါတယ်ဒါပေမဲ့စိတ်မပူပါနဲ့ဒီကောင်လေးကရေကူးလဲအင်မတန်ကိုကျွမ်းကျင်တဲ့အကောင်လေးလည်းဖြစ်ပါတယ်ခင်ဗျာပြီးတော့ရေအောက်ထဲမှာလည်းမိနစ်30ကျော်လောက်ထိကိုအသက်အောင်ပြီးတော့နေနိုင်ပါတယ်ဆိုတော့ရေအောက်ထဲမှာလည်းအေးဆေးနေနိုင်တယ်ရေပေါ်မှာလည်းမြန်မြန်ပြေးနိုင်တယ်ဆိုတော့ဒီကောင်လေးတွေကိုအမဲလိုက်စားသုံးတဲ့ကောင်တွေအတွက်ကတော့အိမ်မဆိုးတစ်ခုလို့ပြောလို့ရပါတယ်ဒီ ability တစ်ခုက Okay ထူးဆန်းတာတစ်ခုထပ်ရှိပါသေးတယ်ဒါကဘာလဲဆိုတော့သူတို့အသက်ငယ်သေးတဲ့ဒီအိမ်မြောင်အပေါက်လေးတွေဒါရေပေါ်မှာပြေးရတာပိုလွယ်တယ်ဘာလို့လဲဆိုတော့အကောင်ကြီးလာပြီးအလေးချိန်ခန္ဓာကိုယ်ကများလာတဲ့ခါမှာရေပေါ်မှာငယ်တုန်းကတော့ပေ60အထိသူတို့အနေနဲ့အရှိန်နှုံးနဲ့မပြေးနိုင်တော့ပါဘူးပြောရရင်တော့သူတို့မှာအကန့်အသတ်တွေရှိလာတယ်အသက်ကြီးကျွန်တော်လူသားတွေလိုအသက်ကြီးလာတဲ့အခါသူတို့ရဲ့ဒီဆွမ်းဆောင်ရည်တွေကထိုးကျလာတဲ့ပုံစံမျိုးပဲဆိုတော့အဲ့လိုချိန်နေမျိုးမှာဆိုရင်ရွယ်ရောက်ပြီးသားအကောင်တွေနဲ့ဘာအုံသုံးပြုတ်ကြလဲဆိုကျွန်တော်ခုနပြောသလိုပဲရေအောက်ထဲမှာမိနစ်30လောက်ထိအေးဆေးနေနိုင်တဲ့အတွက်ကြောင့်သူတို့ကပြေးဖို့ထက်ရေအောက်ကိုလှန်ငုပ်ပြီးတော့ရေအောက်ထဲမှာပုံးကွယ်ပြီးနေထိုင်လိုက်ကြတာဖြစ်ပါတယ်ခင်ဗျာတာယာသိစံတွေရမ်းကဲဆိုတော့ဒီနေ့မှာတော့ကျွန်တော်ကကျွန်တော်တို့ကဘာပေါ်မှာတဘာဝတရားကဘာမြေရဲ့ဆွဲအားကိုလွန်ဆန်ပြီးတော့ထူးဆန်းတဲ့စူပါစွမ်းရည်တစ်ခုရှိတဲ့တလိဆန်လေးတစ်ကောင်အကြောင်းပြောပြပေးတာဖြစ်ပါတယ်ခင်ဗျာဆိုတော့နောက်ထပ်လည်းဒီလိုထူးခြားဆန်းပြတဲ့တလိဆန်တွေအကြောင်းကျွန်တော်ဆက်လက်ပြီးတင်ဆက်ပေးနေမှာဖြစ်တဲ့အတွက်ကျွန်တော် channel လေးကို like and subscribe လုပ်ဖို့မမေ့ပါနဲ့ခင်ဗျာကျွန်တော်တို့ iPad မှာကျွန်တော်တို့အခုလိုအချိန်ပေးကြည့်ရှုပြီးတော့ကျွန်တော်တို့ဘက်ကနေကျေးဇူးများတင်ပါတယ်ခင်ဗျာ bye bye